ခေါ်လို့ထိုင်းမှာလောက်ကောင်းတယ်တလား14-15သိန်းလောက်ရရဆိုလို့အဲ့လိုခေါ်လာပြီးတော့အခုဒီနားမှာထားခဲ့တော့ဘာလို့ရမှာမသိဘူးကိုဘာကူညီပြရလို့လဲအဲဒီမှာကျွန်တော်ကိုဒီမှာအတိတငယ်ချင်းတယောက်ကမှလှမ်းခေါ်လို့ထိုင်းမှာလောက်ကောင်းတယ်တလား14-15သိန်းလောက်ရရဆိုလို့အဲ့လိုခေါ်လာပြီးတော့အခုဒီနားမှာထားခဲ့တော့ဘာလို့ရမှာမသိဘူးအခုလှမ်းထားပြီးကူညီကောင်းကြီးတယ်ကိုကဘယ်လိုကူညီပြရမှာလဲကိုအခုကျွန်တော်ဒီနားမှာပဲဒီတိုင်းနေတော့ဘာအတိမှလည်းမရှိဘူးဒီမှာလည်းဘာဆွေးနွေးမှမရှိအခုတွေ့ရှိလဲအဲ့လိုဆက်သွယ်လို့လည်းမရတော့အဆင်မပြေဖြစ်နေဒီနားမှာပဲတမနက်လုံးနေကြအဲ့လိုဒီမှာရှင်မိတ်ဆက်အဲ့ဒီဟိုရှင်မျိုးတွေဘာညာမရှိဘူးပေါ့အဲ့လိုမျိုးလည်းမရှိဘူးလုံးနိုင်မှာမလားဝါရှော့ကြီးလုံးနိုင်ပါလေလုံးနိုင်ဆိုကိုတစ်ချက်ပြောပြီးပြီလေနော်အဲ့ဒါလည်းရရင်ကူညီပါအောင်ကျွန်တော်ဒီတိုင်းကြောက်ဆင်ပြေတော့ကူညီလို့ရေဟုတ်တယ်ဆိုရင်သူတစ်ချက်ပြောပြီးတရားလည်းမရှိတော့အဲ့လိုမျိုးအဲ့မှာအဲ့ဆိုရင်တော့ကျွန်တော်လုံးနိုင်ပါတယ်ဒီတိုင်းကြတော့လေကျွန်တော်ဆင်မပြေဘူးလေဘယ်သွားလို့သွားမှမသိဘူးဒီတိုင်းမှာလည်းသွားပြစ်ထားခဲ့တော့ကျွန်တော်လည်းဟိုကြည့်တကြည့်နဲ့အကုတ်ခါတွေ့လို့ကိုမတားပြီးတော့အဲ့လိုကူညီတောင်းကြည့်တယ်အဲ့တော့ကိုခေါ်တော့တယ်ဟုတ်ကဲ့ကျေးဇူးပါကားဆရာလည်းလုံးတွေရှုပ်နေတယ်မာကားဆရာအော်ဒီလိုပဲကိုကြီးဒီလိုပဲတော့စားကြင်စားရတာဒီနိုင်ငံမှာမလဲ passport ကြီးတွေပေးရတာနဲ့ဟိုခွန်ဒီခွန်နဲ့ဘာမှမကြံဘူးကြီးကိုနိုင်ငံမှာကိုနိုင်ငံရှားခက်လို့တာလာတော့ရတာခုတည်းကလူတွေပြောတယ်လူတွေရတာလူကဟုတ်ကဲ့ကိုလူတွေကိုကျွန်တော်ညီမဒုက္ခရောက်လို့ခေါ်လာလားခေါ်လာလောလောချင်းတော့အဲ့ဟိုလူဘာမှမရှိတာဆိုမှလည်းဒီဟိုပဲလို့ဝါရှော့ပါလို့ကျွန်တော်ဘယ်ခါမှကားလောက်ကတော့ကြားနိုင်တယ်အဲ့လုံးနိုင်တယ်မလားကားလောက်ကတော့မလဲဘူးလို့ရမှာပဲအဲ့ဒီနိုင်ငံနဲ့ဒီတိုင်းနေနဲ့ဘာမှမလုပ်ဘူး။အော်လာတယ်ဆိုကြည့်အောင်ရမှာ။သုတ်ပြတ်တယ်။ဒီမဲ့ကွာ။ခါတယ်။ဘာမှမလုပ်နဲ့။ဘိုးလို့ရှိရင်မာတိကျတော့ဟုတ်လား။ကြားကြောက်အဲ့ဒီမျိုးသင်္ကန်းကြီးရ။အဲ့ဒါကတော့တေချာတင်ပေးပါဦးနော်။
ဒီပညာတတ်သွားရင်တော့ဒီလေးဘွားပြောင်းလိုက်တော့လက်မထောင်လိုက်တော့နော်ကိုရှာသားနိုင်တယ်ကိုလည်းဒီလိုပဲဘယ်အားကျွန်တော်မှအခက်မှာအခက်တယ်အဲဒီရတဲ့အဲဒီဘွားကျွန်တော်ဘူးနော်ဒါကလည်းသိကြတယ်လည်းကျွန်တော်ကောင်းဖြစ်တယ်ဟုတ်ကဲ့ကိုယ်နဲ့တည်းလည်းကျွန်တော်အားကြည့်ဒီလိုဘူးတော့လည်းဒီတော့ဘာလာပညာပြင်ပြောတဲ့ဆရာသားကကွာမချအောင်ဟုတ်လားဟုတ်တယ်ဆရာပြောတဲ့ဆရာဘောင်းတော့ညာလို့ပညာကိုကွာမချမ်းဘာမချမ်းဆိုတော့တော့ကွာလဲတော့ကိုအတတ်တွေကြီးလာမယ်လေတတ်တွေကြီးလာညီတို့ကဘုံနေရာမှာရောက်မယ်ဆိုရင်ဟုတ်လားကွာချမ်းထားရင်အဲ့တကူကမတက်ရင်အဲ့ကြောင့်မချမ်းဘူးအဲ့ဆိုကျွန်တော်ကဟောဖြစ်လဲပါနော်ဘုရားဘုရားဆိုကားသေးရှိတယ်ကားကြီးရှိတယ်အကုန်ပြရတာကားနဲ့ပတ်သက်ရင်ကားနဲ့ပတ်သက်သူဟိုကတော့ဟိုအဲကောမလားဒီမှာအဲကောလိုင်းမျိုးအကုန်အစုံပဲကားသေးဆိုတော့ကားသေးအားလုံးဒီတရားတက်ပြီးရင်ပြောမလို့ဟိုဒီမှာရပြောင်းသွားပြီလေပြောင်းသွားဆိုလောက်ထားလို့အေးဆေးပဲအားလုံးဘလို့ကိုကြီးလည်းဘလို့လည်းကျေးဇူးများကြီးအားရတယ်လေတက်နိုင်တော့ကောင်းလို့ဆက်ပြီးလိုက်တော့ရတယ်အဲ့ကြောင့်ဘူးလားဒီလိုပြီးတော့ကိုယ်ရှိရောက်လာရင်ဟိုဖြစ်ရမယ်ပညာတတ်ကိုတက်ရမယ်ဒီကဘာလဲစိတ်တက်ပဲတက်ကကြိုက်လားမကြိုက်ဘူးလားဒီပညာဝါဒနာပါလားမပါဘူးလားပါရင်ခဏလေးဒီကကြည့်ရတယ်တင်ပေးပြောပြီးတော့သုံးပါလို့ရတယ်လေအဲ့တော့တော့မပူပါနဲ့ကိုကဟိုခေါ်မယ်ဟိုမှာရှင်းနေမှာဟုတ်လားဒါကလည်းတော့တိုင်းကြီးကြီးကမ်းကြီးတော့အန်တာဟိုပြရတာတော့လုပ်ပြရတာ